လူချင်းဆုံးရမြကိုယ်အတွက်ကောင်းဆုံးလို့ထင်ခဲ့သမျှအရာများဆွေးနဲ့ဆုံးကြိုက်တာလူချဖို့ခံနေတာဘူလုံးရဲ့နေရချာလို့ရစားသူနေခဲ့မိခြင်းဆုံးရှုံးစေတာဘယ်လောက်ပဲခုတော့ကောင်းဆုံးဖြစ်ပါစေကိုတော့ပြီးမဲ့ကောင်းဆုံးနေတော့မလေးနိုင်ပါ